နာလန်နဲ့တေးကြားခဲ့ပေမဲ့ရိုဒီရဲ့ခြေစွမ်းကိုဂွာဒီယိုလာချီတူဘောလုံးကြသူများအတွက်ကျမတို့ရဲ့1 million ချန်နယ်ရပြန်နေကြိုးစားပါတယ်မန်စီးတီးနီးပြဂွာဒီယိုလာကဆနာလန်နဲ့ပွဲမှာတေးကြားပြီးအမှတ်ရောက်ခဲ့ပေမဲ့စပိန်ကွင်းလက်ကစားသမားရိုဒီရဲ့ခြေစွမ်းကိုချီးကျူးခဲ့ပြီးရိုဒီကပွဲကိုပြောင်းလဲပြစ်နိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်မနေ့ကရှင်းမြန်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်19မှာဆနာလန်နဲ့မန်စီးတီးတို့ဂိုးမရှိတရေကြခဲ့ပြီးဆနာလန်တင်းကဒီယာဒီအင်ကွင်းရှုံးပွဲမရှိသေးတဲ့စံချိန်ကိုဆက်လက်ပြီးတော့ထိန်းထားနိုင်ခဲ့ပါတယ်ဒီပွဲမှာရိုဒီကဒုတိယပိုင်းရောက်မှဝင်ကစားခဲ့တာဖြစ်ပြီးရိုဒီဝင်လာမှအသင်းရဲ့ရုံးကန်ရမှုရောကျသွားခဲ့ကြောင်းဂွာဒီယိုလာကပြောဆိုခဲ့ပါတယ်သူကပွဲကိုပြောင်းလဲပစ်ခဲ့ပါတယ်။သူကစားတဲ့ညမှာသူကအကောင်းဆုံးကစားသမားဖြစ်ကြောင်း45မိနစ်တွင်းမှာတက်တည်ပြခဲ့ပါတယ်။ကစားကွက်တိစောက်တဲ့ညမှာကျွန်တော်တို့ရုန်းကန်ခဲ့ရပြီးရိုဒီကရောကျသွားစေခဲ့ပါတယ်။ကျွန်တော်တို့တစ်နှစ်ခွဲလောက်သူ့ကိုဆုံးရှုံးထားခဲ့ရပြီးသူ့ကိုအများကြီးလွှမ်းခဲ့ရပါတယ်။သူကြန့်ခိုင်မှုပြေးဝနေဖို့မျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကအသင်းကိုပိုကောင်းစေတာကြောင့်မလို့ဂွာဒီယိုလာကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ဂွာဒီယိုလာကဆနာလန်ကွင်းဟာခက်ခဲတဲ့နေရာဖြစ်တာကြောင့်အမှတ်ရောခဲ့ရပေမဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်အတွက်အလွန်ဂုဏ်ယူကြောင်းလည်းပြောကြားခဲ့ပါတယ်